Veronica ခါပတ်စိန်ခေါ်ခွင့်ရတော့မှာလားဒီနေ့ကျွန်တော်ပြောပြမယ့်သတင်းကောင်းကတော့မြန်မာကုံဆောင် Veronica ဟာဂျပန်ရဲ့ချန်ပီယံဟောင်းကာနာမိုရီမိုတိုကိုအနိုင်ရလိုက်ပါပြီဆိုတဲ့သတင်းပါဒီနေ့မေလ22ရက်နေ့မှာဘန်ကောက်မြို့လုံပီနီအားကစားရုံမှာကျင်းပခဲ့တဲ့တရားနာခုပွဲစဉ်မှာကယန်းတစ်ခွေ Veronica ဟာဂျပန်နိုင်ငံရဲ့ကြိတ်ခွဲဘုရင်မှာကာနာမိုရီမိုတိုကိုဒိုင်3ယောက်လုံးသဘောတူဆုံးဖြတ်ချက်နဲ့အနိုင်ရလိုက်ပါတယ်ကာနာမိုရီမိုတိုဆိုတာတာမန်ပြိုင်ဘက်မဟုတ်ပါဘူးသူမဟာဂျပန်ရဲ့တင်မျိုးသမီးဖလိုင်ဝိတ်ကမ္ဘာချန်ပီယံဖြစ်ခဲ့ပြီးခပ်ဘက်ကို3ကြိမ်ကာကွယ်ခဲ့တဲ့ဒဏ္ဍာရီတိုက်ခိုက်ရေးသမားပါမှတ်တမ်းအရ22ပွဲအနိုင်ရထားပြီး4ပွဲပဲရှုံးဖူးပါတယ် One Championship မှာလည်း Stan Fairtex လိုနာမည်ကြီးတိုက်ခိုက်ရေးသမားကိုအနိုင်ယူခဲ့ဖူးပါတယ်ဒါကြောင့်ကာနာကိုအနိုင်ယူနိုင်ခဲ့တာ Veronica အတွက်ဘလောက်ကြီးမားတဲ့အောင်ပွဲဖြစ်တယ်ဆိုတာသိနိုင်ပါတယ် Veronica ရဲ့ခီးလန်းကိုပြန်ကြည့်ရင်သူမဟာမြန်မာနိုင်ငံမှာလက်ဝှေ့အမျိုးသားချန်ပီယံဖြစ်ခဲ့ပါတယ်မြန်မာရိုးရာလက်ဝှေ့မှာလည်းပွဲ18ပွဲကစားပြီး9ပွဲအနိုင်ရခဲ့ကာအားလုံးအထိုးအကြိုက်နဲ့အနိုင်ရခဲ့တာပါမြန်မာပြည်မှာစိန်ခေါ်သူမကြံတော့တဲ့အခါထိုင်းနိုင်ငံကိုသွားပြီးထိုင်းဂျွန်မွေအသေးချင်းမှလေ့ကျင့်က One Championship မှာကမ္ဘာအဆင့်ရှင်ပြိုင်ခဲ့ပါတယ် One Championship မှာသူမရဲ့ပထမဆုံးပွဲရှုံးခဲ့ပေမဲ့နောက်ပိုင်း၄ပွဲဆက်အနိုင်ရနေပါပြီ Junior Fairtex ကိုအထိုးကြိုက်နဲ့အနိုင်ရပြီးစုကြီးငွေရခဲ့တာအစ္စရေးနိုင်ငံသူရှီယာကိုဟန်ကိုအနိုင်ရခဲ့တာပြီးတော့အခုကာနာကိုအနိုင်ရလိုက်တာဒါတွေအားလုံးကသူမရဲ့တိုးတက်မှုကိုပြသနေပါတယ်ဒီအနိုင်ရလက်ကြောင့် Veronica ဟာ One အတန်ဝိတ်လက်ဝှေ့ဖိတ်ကမ္ဘာချန်ပီယံခါပတ်အတွက်စိန်ခေါ်ခွင့်ရနိုင်ခြေအလွန်မြင့်လာပါပြီလက်ရှိချန်ပီယံကထိုင်းနိုင်ငံသူဖက်ကြီးဂျာဖြစ်ပြီးသူမဟာ One Championship မှာမရှုံးဘူးသေးတဲ့တိုက်ခိုက်ရေးသမားပါဇွန်လ19ရက်မှာဖက်ကြီးဂျာဟာဘရာဇီးနိုင်ငံသူ Polish ရဲ့ Helen Rodriguez နဲ့ထိုးမှာဖြစ်ပြီးအဲ့ဒီပွဲအနိုင်ရသူကို Veronica ကစိန်ခေါ်ဖို့ရည်ရွယ်ထားပါတယ်ပွဲမထိုးခင် Veronica ကိုယ်တိုင်ကကာနာကိုအထိုးအကြိုက်နဲ့အနိုင်ယူနိုင်ခဲ့ရင်ကျမရဲ့ဘဝလုံးဝပြောင်းလဲသွားမှာပါလို့ပြောခဲ့ပါတယ်အထိုးအကြိုက်နဲ့မဟုတ်ပေမဲ့ဒိုင်3ယောက်လုံးတညီတညွတ်ထဲဆုံးဖြတ်ချက်နဲ့အနိုင်ရခဲ့တာသူမရဲ့စွမ်းရည်ကိုပြသနေပါတယ်3အချီလုံးလွှမ်းမိုးနိုင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်ဒီပွဲစဉ်မှာအခြားရလဒ်တွေကိုလည်းပြောပြပါမယ်ပွဲစဉ်ရဲ့ပြင်ပပွဲမှာထိုင်းနိုင်ငံသားရုပ်အိုက်ကျူဟာရုရှားနိုင်ငံသားကီယန်ယန်နာဘာတီကို split decision နဲ့အနိုင်ရခဲ့ပါတယ်နာဘာတီဟာ22ပွမရှုံးဘူးသေးတဲ့မှတ်တမ်းနဲ့လာခဲ့ပေမဲ့ဒီပွဲမှာပထမဆုံးရှုံးပွဲကြုံခဲ့ရပါတယ်မြန်မာနိုင်ငံသူ Veronica ရဲ့ခီးလန်းကဒီမှာမရက်သေးပါဘူးကမ္ဘာချန်ပီယံခါပတ်စီဆက်လျှောက်နေသေးပါမြန်မာကုံကိုကမ္ဘာအဆင့်မှာဆောင်ကျင်းနေတဲ့ Veronica ကိုဆက်လက်အားပေးကြပါစို့ Veronica ကတော့ချန်ပီယံခါပတ်အတွက်အတော်လေးကိုအခြေအနေကောင်းတော့ပါပြီဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပါဘာပဲပြော Veronica ကတော့ပရိသတ်တွေကိုစိတ်မပြတ်စေရပါဘူးVeronica သာချန်ပီယံခါပတ်ပွဲတီးပေးလို့အနိုင်ရခဲ့ရင်တော့မြန်မာနိုင်ငံမှာနောက်ထပ်ကုံဆောင်မဲ့လူတစ်ယောက်ပေါ်လာမယ်ဆိုတာကတော့အသေးချပါပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်